မာဒါရာကထပ်ပြောပါရဲ့အဲ့လိုနဲ့ပဲ Sasuke ကိုစွမ်းအသစ်တစ်ခုပေးခြင်းနဲ့ယူရချက်နဲ့တမင်အရှုံးခံခဲ့ပြီးရွာရဲ့တစ်စပေါက်ကိုတက်လိုက်နိုင်တဲ့ Sasuke ကကိုနိုဟာရဲ့သူရဲကောင်းဖြစ်လာစေဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်သူရဲ့ယောဂပြင်းထန်နေတဲ့အချိန်မှာအသက်ရှင်ဖို့အချိန်မကျန်တော့ဘူးဆိုတာကိုသိပေမဲ့ဆေးရတောက်ပြီးအသက်ဆက်ခဲ့ရင်နဲ့သူချီရရဲ့ညီလေးကောင်းစားဖို့အတွက် Sasuke နဲ့တိုက်ခိုက်ပြီးအသေးခံပေးခဲ့တာဖြစ်တဲ့အကြောင်းအရာအလုံးကိုရှင်းပြလိုက်ပါတယ်ရှင်နိုဘီတယောက်အတွက်ဂုံတိတ်ကရှိရှိနဲ့တေဖို့ကအရေးကြီးဆုံးဖြစ်ပေမဲ့သူ့ရဲ့ညီလေးအတွက်တစ်စပေါက်ရာဇဝတ်ကောင်တယောက်ဖြစ်လူတိုင်းရဲ့အမုန်းတွေကိုလက်ခံရင်းနဲ့ပြုံးပြုံးလေးတည်ဆုံသွားခဲ့ပြီးဥချီယာရဲ့အရာအလုံးကို Sasuke စီမှာပုံအပ်ခဲ့တာဖြစ်ပါတယ်အီတာချီကျောင်းကနေအိမ်ပြန်ရောက်တဲ့အချိန်တိုင်းမှာသူ့ရဲ့ညီလေး Sasuke ကပူတာတာကြောင့်လှုပ်ရှားရှိရတွေနဲ့အိမ်စာတွေကိုမလုပ်ပဲလူကြီးတွေစူးတဲ့ကြားကနေ Sasuke နဲ့ဆော့ပေးခဲ့တာဖြစ်ပါတယ်အမြဲတမ်းလဲသူ့ရဲ့ပုံစံအတိုင်းချေရတဲ့ညီလေးရဲ့နှစ်ဖူးကိုထိပြီးခွေးလို့ပါ Sasuke နောက်တစ်ခေါက်မှပေါ့ကွာလို့အကိုကြီးအီတာချီကအမြဲပြောခဲ့ပါတယ်တစားတဲ့တစားအရွယ်ရောက်လာတဲ့ Sasuke ကိုအရေးတကြီးကြီးနဲ့စောက်ရှောက်ပေးခဲ့ပြီးတော်လုံးနဲ့အီတာချီကသူ့ရဲ့အလုပ်တွေမစ်ရှင်တွေမအားတဲ့ကြားကသူ့ရဲ့ညီလေးအပေါ်မှာအချစ်တွေမလျော့သွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှလည်းသူပြောခဲ့တဲ့စကားအတိုင်းသူ့ကိုမုန်းနေရင်တော့ Sasuke ရဲ့အကိုကြီးဖြစ်အမြဲတမ်းရှိနေပေးမယ်ဆိုတဲ့ဂတိကိုတီးခဲ့ပြီးနှစ်ဖူးကိုထိလိုက်ရင်းနဲ့ခွေးလို့ပါ Sasuke ဒါကနောက်ဆုံးမှပဲလို့ပြောသွားခဲ့တာဖြစ်ပါတယ်သူ့အကိုကြီးရဲ့အမှန်တရားတွေအားလုံး